ဒီကနေ့ကျမရဲ့စီစဉ်မှနေပြီးကျမရဲ့ပညာပေးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့အခုလိုချိန်မျိုးမှာမိမိတို့ရဲ့နေအိမ်များကနေစွန့်ခွာပြီးတော့စစ်ဆောင်စခန်းတွေမှာနေရလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းတက်ရင်တက်ဖွဲ့တွေမှာတောင်းထမ်းဆောင်နေရတာပဲဖြစ်ဖြစ်ရေရှားပါမှုတွေကြောင့်နဲ့အလုတ်တောင်ဝတ်တရားများပြားမှုတွေကြောင့်တကူရီတန့်ရှင်းမှုအားနည်းလို့မိမိကိုယ်ကိုကျန်းမာရေးစောင့်ရှောက်မှုအကောင်းဆုံးမရနိုင်တဲ့အချိန်မျိုးမှာဖြစ်ပွားတာရမ်းများလာတဲ့ပွေးဝဲရနာအရေပြားယောဂတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပွေးဝဲရနာယောဂဆိုတာတကယ်ကတော့အရေပြားပေါ်မှာပိုးမွှားတွေကြောင့်ဖြစ်ပွားတဲ့ယောဂတွေပဲဖြစ်ပါတယ်။ပွေးယောဂနဲ့ဝဲယောဂဆိုတာမတူကြပါဘူး။ပွေးယောဂကမိုးပိုးတစ်မျိုးကြောင့်အရေပြားယောဂဖြစ်ပွားခြင်းဖြစ်ပါတယ်။ဒီမိုယောဂပိုးကပူအိုက်ဆွတ်ဆူပြီးတန့်ရှင်းမှုအားနည်းတဲ့နေရာတွေမှာတကူရီတန့်ရှင်းမှုကိုကောင်းကောင်းဖီးမဆိုင်နိုင်တဲ့အချိန်တွေမှာအထူးသဖြင့်ရေချိုးဖို့ရေရဖို့အခက်အခဲနဲ့ကိုယ့်ရဲ့အဝတ်စားတွေကိုလျှော့ဖို့တန့်စင်ဖို့အခက်အခဲရှိချိန်တွေမှာအဖြစ်များတာကိုတွေ့ရပါတယ်။အထူးသဖြင့်မိုယောဂပိုးကတခြားယောဂရှိနေတဲ့သူတွေစီကနေပြီးတော့ကူးဆက်လာတတ်တယ်။အထူးသဖြင့်အတူတူလက်ပွန်တတိနေကြအိတ်ကြအတူတူအဝတ်စားတွေဖလှယ်ဝတ်ကြဆောင်းတွေချုပ်ကြရတဲ့အချိန်မျိုးမှာယောဂပိုးရှိသူရဲ့မျက်နှာတုပ်ပွားတွေဆောင်းတွေကိုကိုကအသုံးပြုမိတဲ့အချိန်မျိုးမှာယောဂရှိတဲ့လူကနေတဆင့်ကူးတက်ပါတယ်ဒီလိုနဲ့ပဲမိသားစုဝင်တွေမှာရောတက်ရင်တက်ဖွဲ့ဝင်ရဲဘော်ရဲဘက်တွေအားလုံးမှာရောစစ်ဆောင်စခန်းရွာထဲမှာရှိနေတဲ့ရွာသူရွာသားများမိသားစုဝင်များကျောင်းသူကျောင်းသားများအားလုံးတယောက်ကနေတယောက်တဆင့်ပြီးတဆင့်ကူးဆက်ပြန့်ပွားလေးရှိပါတယ်ဒီနေရာမှာတန့်ရှင်းတဲ့ရေကိုအသုံးပြုပြီးပုံမှန်ကိုယ်ကာယတန့်ရှင်းရဲ့အတွက်ရေချိုးပေးဖို့အရေးကြီးသလိုကိုပြည်သားချွေးစုဥပ္ပစာတွေကိုလည်းတည်တည်ကြကြဆက်ပြနဲ့လျှော်ဖို့ပြီးနေရောင်လမ်းပြလို့အချောက်ခံပြီးမှဝတ်မယ်ဆိုရင်တော့ဖြစ်ဒီယောဂဖြစ်ပွားဖို့အန္တရာယ်ကအလွန်အမတန်မှနည်းပါးပါတယ်ဒီမူယောဂပိုးကတော့ယောဂစတင်ဖြစ်တဲ့အချိန်မှာအချိန်အတန်းကြောင်းအချိန်ယူပြီးတော့အမြင့်တွယ်ဖြစ်ပွားရသလိုဒီယောဂပိုးပြောင်းအောင်ကုဖို့ဆိုရင်လည်းအချိန်အတိုင်းတာတစ်ခုစိတ်ရှိရှိထားပြီးကုသရပါတယ်ယောဂရဲ့တွင်ပြင်လက္ခဏာတွေကတော့ဒင်္ဂါပြားလိုမျိုးအနိရောင်အကွက်အဝိုင်းလေးတွေကိုယ်ခန္ဓာထဲမှာဖြစ်ပေါ်လာတတ်ပါတယ်ဒီလိုအနိစက်ဒင်္ဂါပြားအဝိုင်းပုံစံအကွက်လေးတွေကရာတော့ကုတ်တယ်ပုတ်တယ်အဲ့ဒီလိုကုတ်လို့ပုတ်လို့လက်နဲ့လက်သေးကနေတဆင့်တခြားကိုယ်ခန္ဓာရဲ့ထိမိပုတ်မိကုတ်တဲ့အရေပြားနေရာအသစ်တွေမှာပါဒီယောဂထပ်ပြီးတော့မှကူးဆက်ပြန့်ပွားသွားတတ်ပါတယ်ဒါကြောင့်မို့လို့စဖြစ်တော့ကတော့ဖြစ်တဲ့နေရာတစ်ခုတည်းကနေနောက်ကြတော့တပြင်းလုံးဖြစ်လာနောက်ဆုံးကြတော့ကိုယ်ခန္ဓာတစ်ခုလုံးမှာပါပြန့်ပွားသွားတာမျိုးကြုံတွေ့ရတတ်ပါတယ်ခေါင်းကနေအစခြေထောက်ထိကိုယ်ခန္ဓာမှာမဖြစ်နိုင်တဲ့နေရာမရှိဘူးလို့သိထားကြဖို့လိုပါတယ်အဖြစ်အများဆုံးနေရာတွေကတော့ကိုယ်ခန္ဓာရဲ့ချွေးထွက်များတဲ့ကြောကုန်းနဲ့ရင်ဘတ်ဗိုက်တွေနဲ့ပေါင်ချန်ကြားဂျိုင်းကြားတွေပေါင်တွေမှာဖြစ်တတ်ကြပါတယ်ဒါပေမဲ့လည်းခုနကတော့ပြောသလိုမျိုးလဲခေါင်းမှာလည်းဖြစ်နိုင်တယ်ခြေဖွားတွေခြေဖမိုးတွေမှာလည်းဖြစ်နိုင်သေးတာကိုတွေ့ရပါတယ်ဘယ်လိုမျိုးကုသရမလဲဆိုရင်တော့ဖြစ်သူ့ကိုပွေးပြောက်စေTerbinafine, Clotrimazole, Micronazole, Ketoconazole မိုတက်ဆေးကိုယောဂအခြေအနေပေါ်လိုက်ပြီး၄ဆေးကိုတစ်နေ့2ကြိမ်ကနေ3ကြိမ်အနည်းဆုံး2ပတ်ကနေ4ပတ်6ပတ်လောက်ထိစိတ်ရှိရှိနဲ့ကုမှယောဂပျောက်တတ်ပါတယ်။ဒါအပြင်အရေပြားရတာတက်တာအောင်ဘာမီတွန်ဒါမှမဟုတ်စီထရင်းတောက်ဆေးတွေကိုလည်းတောက်ပေးဖို့လိုသလိုမကုတ်ဖြစ်အောင်ထိသိမ်းဖို့လိုပါတယ်။လက်သေးခြေသေးတွေကိုလည်းတူတူညှက်ထားပေးဖို့လိုပါတယ်။ရှည်နေကုတ်ရတာကောင်းလို့ကုတ်တာအတော်မသက်ပဲဖြစ်နေတက်လို့ပါ။နောက်ယောဂတစ်မျိုးကတော့ဝဲယောဂပဲဖြစ်ပါတယ်။ဒီနေရာမှာဝဲယောဂဆိုတာကြတော့စကပီတို့ခေါ်တဲ့ပိုးမွှားတစ်ကောင်ကြောင့်ဖြစ်ရခြင်းဖြစ်ပါတယ်။အထူးသဖြင့်ဒီပိုးကောင်အမကလူအရေပြားကိုဖောက်ဝင်ပြီးအရေပြားရဲ့အောက်မှာသူ့ရဲ့ဥလေးတွေကိုဥချပြီးနောက်ထပ်ပိုးကောင်တစ်တွေကိုမွေးဖွားဖို့ကြိုးစားကြရပါတယ်။သူ့ဥတွေဥချတဲ့အချိန်မှာသူ့ဥတွေကြောင့်အရေပြားကအလွန်အမတန်မှယားယံပြီးကုတ်တာဖဲ့တာတွေကြောင့်အရေပြားမှာအနာတွေရေကြည်မှုတွေဖြစ်လာတတ်ပါတယ်။
တူလဲပဲကိုခန္ဓာတစ်ခုလုံးမှာခေါင်းပြားကနေခြေပြားအထိမဖြစ်နိုင်တဲ့နေရာတနေရာမှမရှိဘူးဒါပေမဲ့အဖြစ်အများဆုံးကကြတော့လက်ချောင်းကြားတွေခြေချောင်းကြားတွေမှာဖြစ်တတ်ပါတယ်ဒါအပြင်ကုတ်ရင်ဖဲ့ရင်နဲ့ပဲဒီပိုးကောင်ကတကူလုံးကိုပြန့်ပွားသွားလို့မိမိရဲ့ကိုခန္ဓာတနေရာမှာဝဲရှိနေရင်ဒီနေရာကနေပြီးတော့ကိုလုံးကိုပြန့်နှံ့သွားတယ်ဒါအပြင်တအိမ်ထဲမှာနေတဲ့မိသားစုဝင်တွေတက်ရင်တက်ဖွဲ့တွေထဲမှာဆိုရင်လည်းရဲဘော်ရဲဘက်တွေနဲ့ရွာတွေစစ်ဆောင်ခန်းတွေမှာဆိုရင်လည်းစခန်းလုံးကျွတ်ရွာလုံးကျွတ်ကျောင်းလုံးကျွတ်အတန်းလုံးကျွတ်ဝဲယောဂါတွေပြန့်ပွားသွားတတ်တာကိုတွေ့ရပါတယ်ဝဲယောဂါလည်းဝဲသက်စေဘန်ဇိုရိတ်ဒါမှမဟုတ်ဖရီမက်သင်းဆိုတဲ့လိမ်းဆေးကိုလိမ်းပြီးတော့မှစိတ်ရှိရှိကုသပေးရပါတယ်တနေ့ကိုဆေးနှစ်ကြိမ်လိမ်းရပြီးလိမ်းနေတဲ့အချိန်မှာဆေးလိမ်းထားတဲ့နေရာကိုရေမထိမိဖို့အရေးကြီးပါတယ်အကယ်၍ရေဆူသွားရင်ချက်ချင်းရေချအောင်ပြန်တုပ်ပြီးဆေးပြန်လိမ်းရပါတယ်ဆေးကုပြီးချိန်9ရက်ကြာတော့မှတကူလုံးကြီးချိုးချရပါတယ်ပြီးတော့ကိုယ့်ရဲ့အသုံးဆောင်ပစ္စည်းတွေဖြစ်တဲ့ဆောင်းတွေအင်ဂျီတွေချီမောင်တွေခေါင်းအုပ်စွပ်တွေအားလုံးရေနွေးနဲ့ပြန်ပြုတ်လျှော်ရပါတယ်ဒါမှနောက်တစ်ချိန်ပြန်ပြီးကိုယ့်စီကိုဒီဝဲယောဂပိုးကကျွင်းကျက်နေရကပြန်မြောက်လာမှာဖြစ်ပါတယ်အကယ်၍ရားကုတ်ထားလို့ပြည်တယ်နေရင်လည်းအနာတန့်စင်လုပ်ပေးဖို့နဲ့ရေပြားပိုးသက်စေကူတောက်ပေးဖို့လည်းလိုပါမယ်ဒါအပြင်ရေပြားရတာတက်တာအောင်ဘာမီတွန်ဒါမှမဟုတ်စီထရင်းတောက်ပေးဖို့လိုသလိုမကုတ်ဖြစ်အောင်ထိတ်သိမ်းဖို့လိုပါတယ်လက်သေးခြေသေးတွေကိုလည်းတူတူညှက်ထားပေးဖို့လိုပါတယ်ဒီနေရာမှာအကောင်းဆုံးအကြံပေးကာကွယ်ခြင်းကကုသခြင်းပါပဲဒါကြောင့်မို့လို့တကိုရေတကာရတန့်စင်ဖို့အတွက်ဂရုစိုက်ဖို့လိုပါမယ်တက်နိုင်သမျှရေပုံမှန်ချိုးဖို့ချိုးတဲ့ရေကလည်းတန့်ရှင်းမှုရှိဖို့နဲ့မိမိရဲ့အဝတ်အစားတွေကိုတည်တည်ကြကြအသုံးပြုပြီးသွားရင်ဆက်ပြနဲ့တည်တည်ကြကြလျှော်ဖို့နေအောင်ကောင်းကောင်းလမ်းပြီးတော့မှပြန်လဲဝတ်ဆင်သင့်ပါတယ်တခြားသူတွေရဲ့အဝတ်အစားတွေမျက်နှာတုပ်ပွားတွေကိုယူသုံးသင့်ပါဘူးဒါအပြင်မိသားစုဝင်တွေတက်ဖွဲ့ဝင်တွေကြားထဲမှာပွေးဝဲယောဂါတွေဖြစ်နေခဲ့ရင်လည်းယောဂရှိနေတဲ့သူတွေကိုအထူးသဖြင့်တေးသေးချာချာကျန်းမာရေးအသိပညာပေးပြီးသူ့ရဲ့ပစ္စည်းတွေကိုတခြားလူတွေပေးမသုံးဖို့တခြားလူတွေနဲ့အတူအိတ်ဆက်တာမလုပ်ဖို့နဲ့သူ့ရဲ့ယောဂကိုအလင်းမြန်ဦးစားပေးပြောက်ကင်အောင်စိတ်ကူတာပေးဖို့လိုပါတယ်ယောဂဖြစ်နေတဲ့လူတွေကမိမိကိုယ်ကိုတောင်းယူမှုရှိရှိနဲ့တောင်းယူပြီးယောဂပြအောင်ကုသကြရမှာဖြစ်ပါတယ်အဲ့ဒီအတွက်တောင်းရှိတက်ရင်တက်ဖွဲ့လူကြီးတွေမိဘတွေကျောင်းဆရာဆရာမတွေကျေးရွာလူကြီးတွေစစ်ဆောင်စခန်းလူကြီးတွေကအစကျန်းမာရေးပညာတွေကိုသိရှိနားလည်ပြီးတောင်းယူမှုအပြည့်နဲ့အသိပညာတွေဖြန့်ပေးတာစေကူတာမှုတွေဆောင်ရွက်ပေးကြစေလိုပါတယ်နို့မို့ဆိုရင်မိသားစုတစ်ခုလုံးတက်ဖွဲ့ကြီးတစ်ခုလုံးစခန်းတစ်ခုလုံးယောဂတွေပြန့်နှံ့သွားမှာဆိုရင်စေကူတာကြတဲ့ကုန်ကြစရိတ်တွေရောယောဂဝေဒနာခံစားရတာတွေပုံမျိုးများပြားပြီးမကုန်တဲ့ငွေကြေးတွေကုန်ကြတာမခံစားတဲ့ဝေဒနာတွေပိုပြီးခံစားကြရမှာဖြစ်ပါတယ်နာတော်တာဆင်ကြသူအားလုံးပဲမိမိတို့ရဲ့တကိုယ်ရည်တကာရတန့်ရှင်းမှုကိုဂရုစိုက်ပေးခြင်းဖြင့်မိမိတို့ကိုယ်တိုင်လည်းအရေးပြားယောဂကင်းစင်ပြီးမိမိတို့ရဲ့မိသားစုဝင်များရဲဘော်ရဲဘက်များတပ်ဖွဲ့ဝင်များနဲ့ရွာသူရွာသားကျောင်းသူကျောင်းသားအတန်းသူအတန်းသားများအားလုံးပွေးဝဲရနာအရေးပြားယောဂမှကင်းဝေးနိုင်ကြပါစေမဖြစ်အောင်ကာကွယ်တားဆီးနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်